ညီမလေးမေးထားတဲ့မေးခွန်းလေးဖြေပေးချင်ပါတယ်ညီမလေးက undergraduate ဒီမှာဆိုရင် undergraduate 3ခုလုံးကိုရှောက်ဖို့အတွက် eligible ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ base program ရှောက်မယ်ဆိုတာကကာယကံရှင်ရွေးချယ်မှာဖြစ်ပါတယ်ပြီးတော့ရင်ကိုကဘယ် major တက်ချင်လဲပေါ့နော်အဲ့ major ကိုဒီ program 3ခုလုံးမှာကို major ကဘယ်ထဲမှာပါလဲအဲ့ဒါကိုလိုက်ဖတ်ကြည့်ပြီးတော့ program 2ခုလောက်မှာပါနေရဆိုရင်အဲ့နှစ်ခုကိုရှင်းပြီးတော့ guideline တွေဖတ်ကြည့်ပြီးတော့ဒီ program ကတော့စုစုပေါင်းဘယ်နှစ်တက်မယ်ဒီ program ကတော့စုစုပေါင်းဘယ်နှစ်ဒီ program ကတော့ college ဖြစ်ပြီးတော့ဒီ program ကတော့ဘယ်လိုပေါ့နော်အဲ့လိုမျိုး condition တွေကအများကြီးမတူတဲ့အတွက်အမကအသေးစိတ်ဖြေပေးလို့မရအောင်ပေါ့နော်အမကလည်းပြောရင် College of Technology Program နဲ့ပတ်သက်ပြီးတော့ပဲပို့တည်ရပေါ့နော်အဲကြောင့်မလို့ကာယကံရှင်ရှောက်ချင်တဲ့ program ပေါ်မူတည်ပါတယ်ပြီးတော့ဘာတွေပြင်ဆင်ရမလဲကကြတော့ program ရေးပြီးသွားရင် guideline တွေကအရာစာမေးပွဲပေါ့နော်ရေးဖြစ်စာမေးပွဲအတွက်ပြင်ဆင်ရပါမယ်အဲ့ဒီမှာလည်းmajor တို့ program တို့ပေါ်လိုက်ပြီးတော့ဘယ်ဘာသာရေးတည်ဖြစ်ရမလဲဆိုတာကွာသွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုမေးထားသလိုမျိုး Japanese level နဲ့ English level ဘယ်လောက်ရှိရမလဲဆိုတာကအဲ့ဒါကဘာအနေနဲ့ပြောရရင်တော့မြင့်လေကောင်းလေလို့ပြောချင်ပါတယ်ဒါပေမဲ့အခုမှစလုပ်နေတဲ့သူဆိုရင်လည်းအထူးသဖြင့်ဂျပန်စာပေါ့နော်ဂျပန်စာမှာဆိုရင်လည်းကိုကအခုမှစနေပြီမဲ့လို့ဒီ form မှာပြောထားတဲ့ပုံရဆိုရင်ကိုယ့်ရဲ့ design တင်ယူချင်ပါတယ်ဆိုတဲ့စိတ်ကိုဖော်ပြဖို့အရေးကြီးလို့ထင်တယ်အထူးသဖြင့်ဒီဂျပန်စာအင်္ဂလိပ်စာက program တော်တော်များများ program အားလုံးနှီးပါးမှာဖြေရတယ်ရေးဖြေလည်းဖြေရတယ်ပေါ့နော်ပြီးတော့လည်း level ကအနည်းကနေအမြင့်အကုန်လုံးပုံစံupper intermediate လောက်အထိပါတယ်ပေါ့နော်အဲ့တော့မိဘဟောင်းနေဖတ်ချင်သိပါလိမ့်မယ်အဲ့ကြောင့်မို့လို့ဒီဘက်မှာအားတာတဲ့လူကတော့written exam တွေပိုင်းမှာလည်းပို့ပြီးအားတာအောင်မယ်ပေါ့နော်အဲ့ဒါကကိုယ့်အတွက် advantage ဖြစ်နိုင်ပါတယ်ပြီးတော့လည်းတခြားလုပ်စရာဘာသာရေးတွေလည်းများနေတယ်လည်းရှိရပေါ့နော်ဥပမာphysics တို့ maths တို့ထပ်ဖြေရတဲ့တွေလည်းရှိရ major ပေါ်လိုက်ပြီးမတူကြအောင်ပေါ့နော်အဲ့တော့ကိုရွေးတဲ့ major ကိုရွေးတဲ့ program နဲ့ဘာတွေဖြေရမလဲဆိုတာကိုကိုဘာသာပြင်ဆင်မှာဖြစ်ပါတယ်ပြင်ဆင်မှုအတွက် written exam အတွက် preparation ကတော့မိခွန်းဟောင်းတွေကိုဖြည့်ကြည့်ပါမိခွန်းဟောင်းကတော့ study in Japan MAC scholarship ဘာ program question ကိုရိုက်ရှာလိုက်ရင်မိခွန်းဟောင်းတွေထွက်လာရပေါ့နော်ပြီးတော့ဒီ MMSA Facebook page မှာလည်းမိခွန်းဟောင်းတွေစုပြီးတော့ senior တွေပင်တင်ပေးထားတာရှိရလို့ထင်တယ်အဲ့ဒီကနေပြီးတော့ရှာပြီးတော့လေ့ကျင့်ထားပေါ့နော်ဒါပေမဲ့အဲ့ဒါရေးဖြည့်စာမျိုးပဲအရင်ဆုံး document စာလျှောက်တဲ့ဟာ step ကနေဆင်ကျင်းသွားပေါ့နော်မာဂျာကကြီးညာတဲ့အတိုင်းကိုတစ်ဆင်ချင်းလိုက်လုပ်ပြီးတော့လျှောက်သွားပါပြီးတော့ရင်လည်း application form ကအခုကတည်းက website မှာရှိနေပြီပေါ့နော်အဲ့တော့ application form ကိုကြိုပြီးတော့ဖြည့်ထားပါနောက်ဗီဒီယိုတွေမှာလည်း application form ဖြည့်ရတဲ့ပတ်သက်ပြီးတော့အသေးစိတ်တော့မဟုတ်ပြီမဲ့အကြမ်းမြင့်ပေါ့နော်အကြမ်းမြင့်ရှင်းပြဖို့အမစီစဉ်ထားပါတယ်အဲ့တော့2029မှာရှောင်းမဲ့သူတွေလည်းအဆင်ပြေကြပါစေတခြားသိချင်တာရှင်လည်း comment မှာမေးခဲ့လို့ရပါတယ်good luck ပါတဒါ